ကတ်ဆိုးပေးကြီးတွေမလာခင်အရှင်ဖြတ်လေရှိရဲ့ရှေ့ပြေးနမိတ်ကြီးများဒီကနေ့မှာတော့မိတ်ဆွေတို့ကိုတဘာဝတရားကြီးကလူသားတွေကိုအပြည့်စည်းခင်ပြသတတ်တဲ့ရှေ့ပြေးလက္ခဏာတွေအကြောင်းကိုတင်ဆက်ပေးကြပါရှင်တဘာဝတရားကြီးကအံဩဝယ်ကောင်းပြီးလှပလုံးတဲ့အရာတွေကိုဖန်တီးနိုင်တယ်လို့ဘလို့အရာမျိုးကိုမဆိုဖြည့်ဆည်းပြနိုင်တဲ့အစွမ်းတွေကိုလည်းရှိပါတယ်ဒါပေမဲ့သူကကြီးမားတဲ့ဖြည့်ဆည်းမှုမျိုးကိုမလုပ်ခင်မှာတတိပေးတဲ့သဘောမျိုးနဲ့ရှေ့ပြေးလက္ခဏာတွေကိုပြသတတ်ပါတယ်။ဒီအရာတွေကိုသိရှိထားတဲ့သူတွေကတော့သူ့ရဲ့ဖြစ်စီမှုကနေလွန်မြောက်နိုင်မှာပဲဖြစ်ပါရဲ့ရှင်။ဒါကြောင့်ကျွန်မကဒီတစ်ခေါက်မှာတော့တဘာဝဘေးရန်ရဲ့ဖြစ်စီမှုတွေမလာခင်ပြသတတ်တဲ့ရှေ့ပြေးလက္ခဏာတွေအကြောင်းကိုတင်ဆက်ပေးလိုက်ခြင်းဖြစ်ပါရဲ့ရှင်။မိတ်ဆွေတို့အနေနဲ့လည်းများစွာအထောက်အကူဖြစ်မယ်လို့မျှော်လင့်ပါတယ်။ဒါကတော့ပင်လေသမုဒ္ဒရာရှိပြီးရုတ်တရက်ကြာဆင်းသွားခြင်းပဲဖြစ်ပါတယ်။ညတော့အပြင်တော့ပင်လေကမ်းခြေတွေမှာလမ်းလျှောက်နေတဲ့သူတွေဟာပတ်ဝန်းကျင်ကပင်လေပြည်ရဲ့အခြေအနေပြောင်းလဲမှုတွေကိုဂရုတစိုက်တတိထားပြီးစောင့်ကြည့်နေကြတော့မဟုတ်ပါဘူး။ဒါပေမဲ့ပစိဖိတ်သမုဒ္ဒရာရဲ့ကမ်းခြေလိုမျိုးမှာလမ်းလျှောက်နေကြတဲ့ဆိုရင်တော့ပတ်ဝန်းကျင်အခြေအနေကိုတတိပြုပြီးနေထိုင်သင့်ပါတယ်။အထူးသဖြင့်ရုတ်တရက်ရေတွေကြာဆင်းသွားတာမျိုးကိုမြင်တွေ့ရရင်တော့အတက်နိုင်ဆုံးအမြန်ဆုံးတောင်ကုန်းမြင့်တွေရှိတဲ့နေရာကိုတွားရမှာပဲဖြစ်ပါတယ်။ဘာကြောင့်လဲဆိုတော့ဒီလိုအဖြစ်ပြက်ခြင်းဟာမကြခင်ဆူနာမီရေတိုင်းကြီးတွေလာတော့မဲ့ရှေ့ပြေးနမိတ်ပဲဖြစ်ပါတယ်။ရေအောင်ငလျင်တစ်ခုကြောင့်ရေတွေရုတ်တရက်ကျဆင်းသွားဖြစ်ပြီးတော့တိတ်မကြခင်မှာတနာရီမိုင်900နှုန်းလောက်နဲ့ကမ်းခြေကိုအလုံးအရှင်နဲ့ဝင်ရောက်လာတော့မှာဖြစ်ပါတယ်။ဒါဟာဂျက်လီရင်တစ်စီးအမြန်နှုံးနဲ့လာနေရဆိုလဲမမှားပါဘူးရှင်။နောက်တစ်ချက်ကတော့ကောင်းကင်မှာဒုတိယကြီးမားတဲ့တိတ်ဆိုင်တွေဖြစ်ပေါ်လာခြင်းပဲဖြစ်ပါတယ်။ရခင်ပြင်ပေါ်မှာလဲလျောင်းပြီးတိတ်ဆိုင်တွေကိုကြည့်ရတာဟာတခါတရံမှာအရန်ကိုငြိမ်းချမ်းပြီးစိတ်ကြည်နက်စရာကောင်းတဲ့ကိစ္စရပ်တစ်ခုပဲဖြစ်ပါတယ်။ကောင်းကင်ကတိမ်တွေကိုကြည့်ရင်မိတ်ဆွေတို့အနေနဲ့တိမ်တွေဟာပြုတ်ပွေးပေါ်ပါလုံးနဲ့ဆိုအားလောက်ကတွေးထင်မိပါလိမ့်မယ်။ဒါပေမဲ့တိမ်တွေနဲ့ဆက်နွယ်နေတဲ့သဘာဝတရားကြီးဟာမိတ်ဆွေတို့ထင်ထားတဲ့အများကြီးစမ်းကြယ်တဲ့အကြောင်းကိုပြသနိုင်ပါရဲ့ရှင်။ကောင်းကင်ရံကတိမ်တွေဟာဒုတိယကြီးမားပြီးညှိုမိုင်းလာမယ်။လေကလည်းအထက်ကိုခက်တထန်လေးပင့်တိုက်လာမယ်။ကောင်းကင်ရံမှာမိုးချင်းတန်တွေထွက်ပေါ်လာမယ်။ဒီလိုအဖြစ်အပျက်တွေကြုံလာမယ်ဆိုရင်တော့မိတ်ဆွေတို့အနေနဲ့မကြခင်မှာအားကောင်းတဲ့လေစင်နှမောင်းတစ်ခုကိုမြင်တွေ့ရမှာဖြစ်ပါရဲ့ရှင်။1940ပြည့်နှစ်မတိုင်ခင်ကနှစ်စဉ်ကမ္ဘာပေါ်မှာမိုးကြိုးပြက်လို့တည်ဆုံသွားတဲ့လူဦးရေဟာငမန်းကိုက်လို့တည်ရဲ့လူဦးရေထက်များပြားခဲ့ပါတယ်။အဲဒီနောက်ပိုင်းမှာတော့တိုးတက်လာတဲ့ခေတ်ရဲ့နည်းပညာတွေနဲ့မိုးကြိုးလွှဲလို့ကိရိယာမျိုးတွေတည်ထွင်လာနိုင်ခဲ့တာကြောင့်မိုးကြိုးပြက်လို့တည်ဆုံသွားတဲ့လူဦးရေကတိတိသားသားကျဆင်းကြပဲဖြစ်ပါရဲ့ရှင်။ဒါပေမဲ့လည်းမိုးကြိုးပြစ်ခံရတဲ့အရေးကရှောင်ရှားနိုင်မှုအတွက်တည်ထားတဲ့အချက်လေးတွေတော့ရှိပါတယ်။အဲ့ဒါကတော့ရုတ်တရက်မိတ်ဆွေတို့ရဲ့ဦးကောင်းစပင်တွေထောင်လာတာမျိုးဖြစ်ပါတယ်။မိတ်ဆွေတို့အနေနဲ့မိုးကြိုးစားကွင်းထဲမှာရောက်ရှိနေရကိုဖော်ပြတဲ့လက္ခဏာဖြစ်တာကြောင့်ဉာဏ်နိုင်သမျှအမြန်ဆုံးအကာအကွယ်တစ်ခုခုရှာတာမျိုးမြေပေါ်ဝစ်ချတာမျိုးပြုလုပ်တဲ့အချက်ပဲဖြစ်ပါတယ်။ဒါကတော့တလိမ့်ဆန်တွေရုတ်တရက်ထွက်ပြေးခြင်းနေရာပြောင်းရွှေ့ခြင်းပဲဖြစ်ပါတယ်။ဂရိလူမျိုးတွေဟာ BC 383လောက်တည်းကတလိမ့်ဆန်တွေရဲ့ထူးဆန်းတဲ့ပြစ်မှုတွေကိုကြည့်ရှုလေ့လာပြီးတော့ငလျင်ကိုကြိုတင်ခံမှန်းနိုင်ခဲ့တယ်လို့ဆိုပါတယ်။တချို့တလိမ့်ဆန်တွေဟာလူသားတွေအနေနဲ့မထောက်လန်းမသိရှိနိုင်တဲ့အတန်လိုင်းတွေကိုကြားနိုင်သိရှိနိုင်စွမ်းရှိပါတယ်။ဒါကြောင့်ငလျင်တစ်ခုမလောက်ခင်ထွက်ပေါ်လာတဲ့အတန်လိုင်းတွေအရာသူတို့ဟာငလျင်ဘေးကလွတ်ကင်းတဲ့နေရာကိုရွှေ့ပြောင်းကြပဲဖြစ်ပါတယ်။ဒါကြောင့်မိတ်ဆွေတို့ပတ်ဝန်းကျင်မှာရှိတဲ့အင်းဆက်ပိုးမာတွေတလိမ့်ဆန်တွေနေရာရွှေ့ပြောင်းကြတာပြေးလွှားနေရမျိုးတွေတွေ့ရင်တော့ငလျင်ဘေးကလွတ်မြောက်ဖို့ကြိုတင်ပြင်ဆင်ထားသင့်ပါတယ်ရှင်။နောက်တစ်ချက်ကတော့ရေတွေရဲ့အော်တန်ကြားရမှာပဲဖြစ်ပါတယ်။ပင်လယ်ရေချောင်းအင်းအိုင်တွေရဲ့အ
အနည်းတစ်ဝိုက်မှာနေထိုင်တဲ့သူတွေအနေနဲ့ဒီအချက်ကိုသတိပြုသင့်ပါတယ်။ရေဆိုတာကမ္ဘာပေါ်မှာအင်အားကြီးမားဆုံးအရာတွေတဲကတစ်ခုဖြစ်ပြီးတော့ဒီအရာကိုဖျက်ဆီးတိုက်စားပြစ်နိုင်စွမ်းရှိပါတယ်။တခါတရံမှာမိုးတိထန်စွာရွာသွန်းခြင်းရေအောက်ငလျင်တွေလှုပ်ခဲ့ခြင်းစတဲ့အချက်တွေကြောင့်ရေလွှမ်းမှုတွေမကြခင်မှာအဝေးကနေအရှင်ဟောပြင်းပြင်းနဲ့ကြီးမားတဲ့အရာတစ်ခုဖြစ်လာနေတဲ့အတန်မျိုးကြားရမှာပဲဖြစ်ပါတယ်။ဒီအတန်ကိုကြားတာနဲ့အမြန်ဆုံးကုန်းမြင့်တွေပေါ်ရှောက်ရှားရမှာဖြစ်ပါရဲ့။ဒါကတော့နေလအထီးဆောင်ခြင်းပဲဖြစ်ပါတယ်။တခါတရံမှာလသို့မဟုတ်နေရဲ့အနီးတစ်ဝိုက်မှာခက်ဝိုင်းဝိုင်းတက်တန့်လေးတစ်ခုဝိုင်းပတ်နေရကိုမြင်ပူးကြမြင်ထင်ပါတယ်။ဒါကိုနေထီးဆောင်နေလာထီးဆောင်နေစသဖြင့်ပြောဆိုကြပြီးတော့ဒီအဖြစ်ပြက်အပေါ်မူတည်ပြီးတော့အတိတ်နမိတ်အယူဆတွေလည်းကောက်ယူတတ်ကြပါတယ်။ဒီဖြစ်စဉ်ဖြစ်ပေါ်လာခြင်းကတော့အလွန်ပါလွှာပြီးမြင်မာတဲ့နေရာကမိုးတိမ်တောင်တွေတည်ဆောင်လာတဲ့ရေကိုရင်ငွေတွေရေမုံမားတွေရဲ့ပုံစံခဲလေးတွေကိုအလင်းကဖြတ်တန်းသွားကြမယ်ဖြစ်ပါတယ်။ဒါဟာမုံတိုင်းတစ်ခုမကြခင်မှာဖြစ်ပေါ်နိုင်တဲ့လက္ခဏာမျိုးပဲဖြစ်ပါတယ်။နောက်ဆုံးအနေနဲ့ကတော့ကမ်းခြေမှာရေသတ္တဝါတွေတည်ဆုံပြီးတော့တောင့်တင်းနေခြင်းပဲဖြစ်ပါတယ်။ပင်လယ်ကမ်းခြေလိုမျိုးနေရာမျိုးကိုသွားတဲ့အခါမှာတွေ့ရတတ်တဲ့အဖြစ်အပျက်တစ်ခုကတော့ကမ်းခြေမှာရေသတ္တဝါတွေအများပြားတည်ဆုံနေရပဲဖြစ်ပါတယ်။ဒီလိုဖြစ်ရခြင်းကလူတွေရဲ့စွန့်ပစ်ပစ္စည်းကလေတို့ညဉ့်ညမ်းခြင်းထူးဆန်းတဲ့ဘက်တီးရီးယားတွေပါဝင်တဲ့ရင်းနှီးတွေကြောင့်ရေတွေအဆိပ်တည်ခြင်းစတဲ့အချက်တွေကြောင့်ဖြစ်နိုင်ပါတယ်။ဒါကြောင့်ကမ်းခြေမှာဒီလိုမျိုးတွေ့ရင်တော့အဲ့ဒီရေတွေကိုမစင်းရင်တော့အကောင်းဆုံးဖြစ်ပါလိမ့်မယ်လို့ကျမအနေနဲ့စေထားတဲ့အကြံပေးချက်ပါရှင်။ဟုတ်ကဲ့ပါရှင်။ကျမတင်ဆက်ပေးခဲ့တာကတော့တဘာဝတရားကြီးကကြီးမားတဲ့ဖြစ်စည်းမှုတွေမျိုးမလုပ်ခင်မှာသတိပေးတဲ့သဘောမျိုးနဲ့ရှေ့ပြေးနမိတ်လက္ခဏာတွေပြသတတ်တဲ့အကြောင်းရင်းပဲဖြစ်ပါတယ်။မိတ်ဆွေတို့အနေနဲ့ဘုဒ္ဓတရမယ်လို့လည်းမျှော်လင့်ပါတယ်ရှင်။အစောင့်ထိကြည့်ရှုပေးကြတဲ့တဦးတယောက်ချင်းစီတိုင်းကိုအထူးကျေးဇူးတင်ပါတယ်ရှင်။